အမြဲသုံးတဲ့ technique ပြီးတော့အမြဲတမ်းအလုပ်ဖြစ်တယ် proficiently စပြီးလေ့လာတဲ့အချိန်မှာ time while I also want you guys to be improving let's get cracking ထပ်ထောက်မယ်ထောက်လို့ရှိရင်ထပ်လေ့လာပြီးထပ်ပြောအားလုံးပဲမင်္ဂလာပါ welcome to Minsit ဒီ video မှာတော့အင်္ဂလိပ်စာလေ့လာနေတဲ့လူတွေအတွက်ဘာတွေလုပ်ထားတယ်လဲဘယ်လိုတွေအင်္ဂလိပ်စာ level skill တိုးတက်အောင်လုပ်လို့ရလဲဘာနည်းတွေရှိလဲပြီးတော့ကျွန်တော်ရဲ့ personal experience လေးကိုလည်းနည်းနည်းလေး share မဲ့ video လေးပဲဖြစ်ပါတယ်ကျွန်တော်တောင်းဆိုရတဲ့ video လေးဖြစ်တယ်ကျွန်တော်မလုပ်ရသေးလို့ apologies for the delay အခုတော့လုပ်ဖြစ်မှာပါလေအခုတော့ဒီ video လေးကိုတင်ခဲ့ပြီအဲ့တော့ဒီ comment လေးတွေကကျွန်တော်မေးကြတယ်ဘယ်လိုအင်္ဂလိပ်စာကျွမ်းကျင်အောင်ပြောလို့ရလဲဘယ်လိုဘာလို့ပြောတတ်နိုင်တာလဲ native တွေပုံစံမျိုးပေါ့လေဘာလို့ဆိုတော့ကျွန်တော်အင်္ဂလိပ်စာပြောတာနည်းနည်းလေးပို့ပြီးတော့ proficient ဖြစ်တဲ့ပုံပေါ်လို့ပါ If you're new to the channel my name is Vincent and I've been in the UK for over 6 years UK မှာကျွန်တော်နေလာ6နှစ်ကျော်ပါပြီပြီးတော့ UK မှာနေတဲ့ကျောင်းသားတယောက်လည်းဖြစ်တယ်နောက်ဆုံးနှစ်ကျောင်းသားတယောက်လည်းဖြစ်တယ် University တက်နေတဲ့ကျောင်းသားတယောက်လည်းဖြစ်တယ်အဲ့တော့ကျွန်တော် English journey လေးကိုပြောရင်းနဲ့ tips and tricks အင်္ဂလိပ်စာကိုဘယ်လိုကျွမ်းကျင်အောင်လုပ်လို့ရလဲဆိုတာလေးလည်းကျွန်တော်နည်း share မဲ့ video လေးပဲဖြစ်ပါတယ်အဲ့တော့အားလုံးပဲ let's go Okay မစခင်လေးကျွန်တော်ရဲ့ဒါကတော့ personal experience ကို share video လေးလည်းဖြစ်တယ်ပြီးတော့ကျွန်တော်ပြောမဲ့ method တွေက free လုံးဝ totally free ပတ်စံပေးကြမလို့ course ရောင်းတဲ့ဟာလည်းမဟုတ်ဘူးကျွန်တော်လည်းမရောင်းတတ်ဘူးဘာလဲဆိုတော့ကျွန်တော် YouTuber လည်းမဟုတ်ဘူး content creator ပဲလုပ်နေအောင်ရှိသေးတယ်ပြီးတော့ကျွန်တော် small ကျောင်းသားတယောက် vlog ပြီးတော့ကျွန်တော်ရဲ့ video လေးတင်တာပဲဖြစ်တယ်အဲ့တော့အကြီး YouTuber တွေလည်းမဟုတ်ဘူးပေါ့လေအဲ့တော့ပြီးတော့ဘာမှလည်းမရောင်းမှာမဟုတ်ဘူး digital course လည်းရောင်းမှာမဟုတ်ဘူးအဓိကကျွန်တော်လေ့လာတဲ့ပုံစံကို share ပေးမှာပြီးတော့အင်္ဂလိပ်စာကိုအခုမှစပြီးတော့လေ့လာတဲ့ ABC ကနေစတင်တဲ့လူတွေအတွက်တော့မဟုတ်ဘူးအဓိကကျွန်တော်အင်္ဂလိပ်စာကိုနားလည်တယ် level က sufficiently နားလည်နိုင်တယ်စာလုံးတွေနဲ့သုံးနိုင်တယ်အဲ့ဒါကနေပြီးတော့ထပ်ပြီးတော့ကောင်းအောင်လုပ်နိုင်တဲ့လူတွေအတွက်ပဲဖြစ်ပါတယ်ဒီ video လေးကတော့ဒါပေမဲ့အခုမှစလေ့လာတဲ့အတွက်စလေ့လာနေတဲ့လူတွေအတွက်လည်းကြိုပြီးတော့ချိထားလို့ရတဲ့ video လေးလည်းဖြစ်တယ်ပေါ့လေပို့ပြီးတော့ကောင်းချင်ဘယ်လိုလုပ်ရလဲဆိုတာအဲ့လေးကိုကြိုပြောရင်းနဲ့ let's get cracking no let's get right into it okay ပထမ method ကတော့ immerse yourself ဆိုတာကိုနှိမ့်မြုပ်လိုက်ပါလို့ပြောတာပါလေမြန်မာလို direct translate ပဲဆိုတော့ immerse yourself ဆိုတာကိုလေးလာနေတဲ့ဘာသာရပ်တစ်ခုဥပမာအခု video က English ပေါ့ English ပဲဖြစ် Japanese ပဲဖြစ် German ပဲဖြစ် Deutsch ပဲဖြစ် German Deutsch is same ပြင်သစ်ပဲဖြစ် French ပဲဖြစ် Espanol whatever Spanish ဘယ်ဘာသာပဲဖြစ်အဲ့ဒီဘာသာတစ်ခုကိုနှိမ့်မြုပ်လိုက်ပါနှိမ့်မြုပ်လိုက်ဆိုတာကျွန်တော် English ဆိုလို့ရှိရင်ကျွန်တော်ငယ်တဲ့9နှစ်6နှစ်လောက်ပါလေ English ကိုအမှစပြီးတော့ proficiently စပြီးလေ့လာတဲ့အချိန်မှာကျွန်တော်နှိမ့်မြုပ်လိုက်တယ်နှိမ့်မြုပ်လိုက်ဆိုဘယ်လိုလဲဆိုတော့ watch your diet ဒါဒီ video လေးရဲ့ tip လည်းပါမယ်ကျွန်တော်ကြည့်နေကြလူတွေလည်းသိတယ် tip ဆိုတော့ golden point လည်းပါတယ် golden point ကတော့ watch your diet ဒီမှာလည်း watch your diet ပါမယ် watch your diet ဆိုတာကိုစားတဲ့ဟာကိုကြည့်ပါစားရဆိုတာစားသုံးတဲ့ဟာကိုကြည့်ပါ watch your diet watch ဆိုတာကြည့် your diet ဆိုတာစားသုံးတဲ့ဟာyeah စားသုံးတဲ့ဟာ diet ဆိုတာကိုဘာ consume လုပ်လဲကိုကြည့်တဲ့အရာတွေကိုကြည့်တဲ့ content တွေကိုကြည့်တဲ့ YouTube video တွေကိုကြည့်တဲ့ Instagram reels တွေ TikTok တွေကအကုန်လုံးကကိုလေ့လာခြင်းနဲ့ဘာသာရပ်အနေနဲ့ကြည့်ပါကိုနားထောင်တဲ့သချင်းတွေနောက်ပြီးလို့ရှိရင်ကိုနားထောင်တဲ့ podcast တွေအဲ့ဒါတွေအကုန်လုံးကကိုလေ့လာခြင်းနဲ့ဘာသာရပ်တစ်ခုနဲ့လေ့လာပြီးကိုကြည့်တဲ့ movie တွေဥပမာဆိုလို့ရှိရင် let's say for example Japanese ကျွန်တော်လေ့လာရဲဆိုလို့ရှိရင် I love anime so I watch anime anime တစ်ခုကြည့်ကြမှာလို့ English ဆိုလဲ English like series တွေ shows တွေကိုကြည့်ပါပြီးလို့ရှိရင်တို့တလုံးချင်းတို့ပြောရလေတယ်နေတို့ပြောတဲ့သုံးနှုန်းနေဘယ်လို pronounce လုပ်ရလဲဘယ်လိုအတန်ထွက်ရလဲအဲ့ဒါလေးကိုလည်းလေ့လာပါပြီးဘယ်လို sentence structure ဆိုတော့ဘယ်လိုစာကြောင်းဖွဲ့ရလဲအဲ့ဒါလေးတွေအကုန်လုံးလည်းတေချာလေ့လာပါမှန်တယ်ချက်ချင်းတော့ဘယ်သူမှမရဘူးဒါကတော့ consistently လုံးမအရာဖြစ်တယ်အခုချက်ချင်းလေ့လာနေတော့သွားပြီးတော့တချင်းသွားထောင်ရင်တော့အင်္ဂလိပ်လိုချက်ချင်းပြောတတ်မှာမဟုတ်ဘူးဒါပေမဲ့အချိန်နဲ့အမျှကိုနားထောင်ရင်နားရင်လာမယ်အဲ့ဒီ content တွေကိုအဲ့ဒီ language ကိုအဲ့ဒီ you know the connection and the communication that you use for that အဲ့ဒါနဲ့တဖြည်းဖြည်းကိုကနားရီဝလာမယ်ဗောလေအဲ့ဒါပြီးတော့မှကိုကဘာတွေတော့မယ်ဘလို့ကြားတင်လဲဒီ sentence structure ဘလို့ဖွဲ့တင်လဲစာကြောင်းတွေဘလို့ဖွဲ့တင်လဲအဲ့ဒါတွေကိုလေ့လာပါအဲ့လိုမျိုးကနေနေရောတစ်စစ်လုပ်လို့ရတယ်ဒါပထမဆုံးနီးပါတော့ဒါပထမဆုံးနီးဒုတိယနီးကတော့ watch videos ခုနပြောတဲ့အတိုင်းပဲဒါ more in depth videos ဆိုတော့ဘာ video လဲဆိုရင် YouTube videos are the most thing I'm not biased ဖြစ်တာမဟုတ်ဘူးဘယ်လိုက်တိုင်းမ bias ဆိုတာဘယ်လိုက်တာမဟုတ်ဘူးကျွန်တော်အဓိက YouTube လုပ်လို့လည်းမဟုတ်ဘူးအဓိက YouTube video တွေဆိုတာကိုလေးလာတဲ့ဘာသာရပ်ကို YouTube မှာတွားပြီးတော့ကြည့်ပါ
ကျွန်တော်ဘယ် course လဲတော့ပြောလို့မရဘူးပြီးတော့ဘယ်သူမှလည်း refer မလုပ်ချင် sponsor လည်းမရှိဘူးဘာမှမပြောချင်ဘူးဒါပေမဲ့ YouTube မှာကိုယ့်ကိုရှာကြည့်ဘယ် language scale ကိုဘာလေ့လာချင်လဲအကုန်လုံးက YouTube မှာရှိတယ်ဘာ language တွေသင်ချင်လဲဥပမာ Japanese ဆိုလို့ရှိရင်ဒါ lecture 1 or session 1 or ပြီးလို့ရှိရင် class 1 class 2အဲ့လိုမျိုးလည်းရှိတယ် Japanese English ဆိုလည်း English is same ဘယ်ကနေဘယ် level ဥပမာ A language တက်လေ့လာနေတဲ့တူတွေ level မျိုးစုံရှိတယ် you know like A1 A2 B1 B2 C1 C2 အဲ့လိုမျိုးရှိရပါလေI mean A level တွေကိုပတ်သက်ပြီးတော့ YouTube video တွေလည်းရှိတယ်အားလုံးသိချင်တဲ့ဆိုရှင်တော့ကျွန်တော် link အောက်မှာချထားပြီးမယ်ဒါပေမဲ့ကျွန်တော် sponsor လုပ်တာလည်းမဟုတ်ဒီအမေကျွန်တော် online နဲ့ရှောက်ရှာပြီးတော့ချထားပေးမယ်ကြည့်ချင်လို့ရှိရင်နှိပ်လို့ရအောင်လို့ကိုအတွက်လေ့လာဖို့အဓိကကျွန်တော် value ပေးချင်တယ်ကျွန်တော် video ကအားလုံးကိုI want you guys to be on track at the same time while I also want you guys to be improving the same way I am trying to improve myself ပြီးတော့ဒီနေရာမှာကျွန်တော်ဆရာကြီးလုပ်တာလည်းမဟုတ်ဘူးဒါကျွန်တော်အသိမြတ်ဟော share တာကျွန်တော်လည်းအခုမှဆက်ပြီးတော့လေ့လာနေအောင်ဘာသာရပ်ကိုဒီ English ဘာသာရပ်ကိုဒါပေမဲ့အဆုံးထိတော့မရောက်သေးဘူးအဆုံးထိလည်းရောက်မှာမဟုတ်ဘူးဘာလို့ဆိုတော့ဘယ်ဘာသာပဲရပ်ပဲဖြစ်ဖြစ်ကိုလေ့လာလို့ရှိရင်အဆုံးထိရောက်နိုင်မှာမဟုတ်ဘူးeven the natives ဒီမှာတက်နေတဲ့လူတွေအောင် natives တွေအောင်မှအဆုံးထိရနိုင်ဖို့ခက်တယ်ဥပမာမြန်မာမှာဆိုလို့ရှိရင်အဆုံး level ဘယ်လိုလဲဆိုပါဠိပေါ့ you know like that kind of thing so there will always be something that for you to learnပြီးတော့အများကြီးကိုယ်တလေ့လာစရာသင်လာစရာသင်ယူစရာရအများကြီးရှိတယ်ပေါ့လေအဲဒါကြောင့်မို့ language ကိုတစ်ခုကိုတက် join ကျင်တယ်ဆိုလို့ရှိရင်okay back to the point language ကိုတက် join ကျင်တယ်ဆိုလို့ရှိရင်ဒီ point လေးကိုနားထည့်ပြီးတော့လိုက်နာကြပါလို့ပြောချင်နေတယ် that's it for point number 2 that's correct that's it for point number 2အခု point number 3ပြန်တော့မယ် lighting ကလည်းပြောင်းနေလိမ့်မယ် sorry for the lighting ပြောင်းနေတာလေဒါပေမဲ့မတက်နိုင်ဘူးဟိုနေရာပြောင်းချင်တယ်ဘာလို့လဲဆိုတော့ I want you guys to see every angles you know anyway နံပါတ်3ကတော့ communities yes communities ဆိုဘာလဲဆိုအဖွဲ့အစည်းတွေကိုလေးလာနေတဲ့ဘာသာရပ်လေးလာနေတဲ့ language တွေကို online မှာအများနဲ့အဖွဲ့အစည်းတွေရှိတယ်ဥပမာဆိုလို့ရှိရင် Facebook group တွေရှိတယ်ဘာသာတွေလေးလာနေဆိုအင်္ဂလိပ်စာဘာသာလေးလာနေအဖွဲ့တွေပိုင်းကိုလိုအပ်တာမေးလို့ရတယ်မဟုတ်လို့ရှိရင် even Reddit တို့ဘာလို့ပါရှိတယ်မြန်မာ content creator မြန်မာ just like general public where you can ask things like ကိုမေးချင်တာတွေကိုသိချင်တာတွေမေးလို့ရတယ်ဒီကကိုအဖွဲ့အစည်းရှိရဆိုတာအဲ့အဖွဲ့အစည်းကအတိုင်းအဝိုင်းကအရေးကြီးတယ်ဘာလို့လဲဆိုတော့ကိုနဲ့တူလေးလာနေတဲ့လူတွေအကုန်လုံးရှိတဲ့အတိုင်းဝိုင်းမှာကိုကပို့ပြီးတော့လှုပ်ရှင်တယ်ကိုပို့ပြီးတော့လှုပ်နိုင်တယ်ကိုပို့ပြီးတော့လည်းလှုပ်ရှင်တယ်သူတို့အားလုံးတခြားလူတွေလည်းလှုပ်နေရဖြစ်တဲ့အတွက်အဲကြောင့်မို့အတိုင်းဝိုင်းတစ်ခုကိုရွေးပါ like community any community and be active as well အဲ့ဒါလေးတော့ပြောချင်တယ် okay okay ဒါလေးတွေကတော့ကျွန်တော်ပြောချင်တဲ့ tips လေးတွေကျွန်တော်ကူညီပေးခဲ့တဲ့ tips လေးတွေမှန်တယ်ဒါကိုဒီနေ့လုပ်မယ်ဆိုရင်မနေ့ကတော့ရမှာမဟုတ်ဘူးဒါပေမဲ့ဒါ consistency is key consistency ဆိုတာအမြဲတမ်းလုပ်နေရမယ်ဒီຢာတွေကပြီးတော့နှစ်ကြာလာလို့ရှိရင်နှစ်ကြာဆိုအချိန်ကြာလာလို့ရှိရင်ဒါတွေကကိုတဖြည်းဖြည်းနဲ့ကျွမ်းလာမယ့်အရာတွေဖြစ်ပါတယ်ဘယ်ဘာသာရပ်ပဲလေ့လာလွယ်မှာတော့မဟုတ်ဘူးခက်ခဲလိမ့်မယ်ပြီးတော့အကြာရှည်အချိန်လည်းပေးရတယ်ပေါ့လေကိုလေ့လာဖို့အတွက်ကို you have to let your brain practice as well ပြီးတော့နောက်ဆုံး bonus tip man I don't want to make it point 4 လို့ပြောတာ bonus tip ဒါအရင်ကြီးကြီးရကျွန်တော်အမြဲသုံးတဲ့ technique ပြီးတော့အမြဲတမ်းအလုပ်ဖြစ်တယ်ဘာလဲဆိုတော့ talk to yourself ကိုစကားပြောပါကြည့်ရလို့ငါ့ကိုယူနေပြီထင်တယ်ကျွန်တော်ယူနေပြီထင်တယ်မဟုတ်ဘူးပြောချင်တာကတော့ယူနေပြီထင်တယ်လို့ပြောကြမယ်လို့ထင်မဟုတ်ဘူးပြောချင်တာ talk to yourself ကိုစကားပြောပါဘာလို့ဆိုတော့ you spend most of your time with nobody but yourself what I'm saying is ကိုအချိန်ပေးတာအများဆုံးပဲသူ့ဘဝမှာဖြစ်ဖြစ်အဲ့ဆို you spend most of your time with yourself အဲ့တော့ကိုဒီ language နဲ့ပြန်ပြောပါဒီ language ဘာသာရေးနဲ့ကိုစကားပြောနေပါကိုအားနေတဲ့အချိန်ကျဆိုရင် what am I even doing here or something like that you know ဥပမာအဲ့လိုမျိုးလေးပြောပါလေနည်းနည်းပြောကြည့်ပြီးတော့လေးလာကိုပြောတဲ့လေသံလေးတွေကိုပြန်ပြီး reflect လုပ် reflection is really important reflection ဆိုတာကိုပြန်ပြီးသုံးသပ်ကိုပြန်ပြီးလေးလာပြီးတော့ဟာငါဒီနေရာလေးလိုနေတာဒီလိုမျိုးအဖွဲနဲ့လေးလောက်ရမယ်ဒီလိုမျိုးသုံးလုံးလေးဒီနားမှာသုံးရမယ်ပြီးတော့ဒီမှာ verb တွေဘာတွေပြောင်းရမယ်အဲ့လိုမျိုးတွေအသုံးနှုန်းတွေပုံစံတွေsentence structure တွေလုပ်တဲ့ဟာတွေကိုသေချာကြည့်ပါသူများအဲ့ကျွန်တော်ပြောတဲ့နည်းလေးတွေကိုလည်းနားထောင်ပါလေဒါပေမဲ့ဒါကျွန်တော်basic cliche point ကိုတော့မှာ basic cliche ဆိုတာပုံမှန်ပြောနေကြပုံမှန်လူတွေပြောနေကြဒီတန်းရမယ်ဒီစာအုပ်ဖတ်ရမယ်အဲ့ဒါတော့ကျွန်တော်ပြောမှာမဟုတ်ပါဘူးဆိုတော့ဒါကလေးလာနေတယ်ဘာသာရပ်တစ်ခုကိုလေးလာနေတဲ့လူတွေအတွက်ပြောစရာမလိုလို့တော့ထင်တယ်အဲကြောင့်မို့ကျွန်တော်ဒီဗီဒီယိုမှာရှင်းမှာမဟုတ်ဘူးဘာသာရပ်တစ်ခုလေးလာနေဆိုလို့ရှိရင်တော့ပုံမှန်တိုင်းသွားရမယ်ဒီဘာသာရပ်ကိုအောင်ဖြေရမယ်ဒီဘာသာရပ်ကိုလေးလာမယ်ဒီစာအုပ်တွေဖတ်ရမယ်ဘယ်လိုတွေလုပ်ရမယ်အဲ့ဒါတွေတော့ကျွန်တော်ပြောမှာမဟုတ်ဘူးဒါတွေအကုန်လုံးသိမယ်လို့ထင်တယ်အဲလူတွေမသိတာမဲ့
point လေးတွေပြီးတော့လူတွေအတွက်မထင်မှတ်ထားပေမဲ့အလကားလုပ်လို့ရတဲ့ point လေးတွေလည်းဖြစ်တယ်ပေါ့လေအဲ့တော့အဲ့ bonus tip ကိုပြန်သွားမယ် bonus tip ကမြင်ကိုစကားပြောပါပြောရခြင်းအကြောင်းရင်းကအဲ့ဘာသာရပ်ကိုကနားလည်ရင်လည်းကိုပြောတာလည်းကိုပြန်နားထောင်လို့ရတယ်ကိုပြောတာလည်းကိုပြန်ကြားရရင်လည်းဟာโอเคဒီမှာဒါလုပ်နေတယ်ငါဒီမှာပြောတာမှားနေလားမသိဘူးဒီလိုအတန်တော့ရမယ်အဲ့လိုမျိုးလေးတွေတော့ရှိရပါလေအဲ့ဒါကြောင့်မို့ bonus tip လေးပြောရခြင်းဖြစ်ပါတယ် okay ဒါတော့အကုန်လုံးပဲ thank you so much for watching but ဒီကနေစပြီးတော့ကျွန်တော်ရဲ့ personal English language experience လေးကိုပြောချင်တယ်အားလုံးဆက်နားထောင်ကြည့်ရဆိုလို့ရှင်เนาะဒီ video လေးကိုဆက်ကြည့်ပေးပါဆက်မနာထောင်ကြည့်လဲရပါတယ် you can click off and watch whatever you want okay ကျွန်တော်ရဲ့ language journey လေးကိုပြောမယ်ကျွန်တော်ဒီ UK ရောက်တော့က2018ကျွန်တော် UK ကိုရောက်လာတယ်ရောက်လာပြီးတော့အဲ့ဒီမတိုင်ခင်ကကျွန်တော် English is one of my weakest subjects ကျွန်တော် O level ဖြေတော့ O level ဆို10တန်းဖြေတော့ကကျွန်တော်အတွက် English စာကအရန်အားနည်းဆုံးဘာသာရပ်တစ်ခုဖြစ်တယ်ကျွန်တော် O level မှာဘာသာရပ်6ခုဖြေတယ်ကျန်တဲ့ဟာတွေအကုန်လုံး A နဲ့ A star ရတယ် English စာတစ်ခုပဲ B ရတယ် which means I'm really weak ဘာလို့လဲဆိုတော့ကျွန်တော်စာအုပ်တွေမဖတ်ခဲ့ဘူးIELTS မှာလည်းအရန် strong မဖြစ်ခဲ့ဘူးညနေကဆိုလို့ရှိရင် English စာကိုအားနည်းခဲ့တယ်ကျွန်တော်တဲ့အကြောင်းက international ဆိုပေမဲ့ international ILBC International Language and Business Center ILBC အားလုံးသိကြမှာထင်ပါတယ်မသိကြလို့ရှိရင်လည်းကျွန်တော် logo လေးပြလို့ရအောင်သိကြ you know what logo here အဲ့တော့အဲ့အကြောင်းမှာတက်ခဲ့ international ဆိုပေမဲ့ international မဟုတ်ဘူးဘာလို့လဲဆိုတော့ IBC တော့ကျွန်တော်မြန်မာလိုပဲပြောရရင် it's more Burmese community it's more of a Burmese communication going on there instead of English ကိုပြောမဲ့စားတဲ့ဆိုရှင်ဒီမှာလို့ပြောရဲကျွန်တော် international school တက်လို့ဒီလိုပြောနိုင်တယ်လို့မထင်ပါနဲ့ဘာလို့ကျွန်တော်အရင်တော့အဲ့လောက်မပြောနိုင်ဘူးကျွန်တော်အတန်တော်တွေကလည်းမမှန်ဘူးအားကလည်းနေတယ်ကျွန်တော်မိသားစုဆိုအတီးဆုံးပဲကျွန်တော်ဖေဆိုရင်ကျွန်တော်ဖေဆိုရင်အခုတော့ကျွန်တော် he's really proud now but in terms of how much I can speak and how much I can communicate but before it was really horrible အဲ့တော့you know ကျွန်တော်မကောင်းတိတ်ပြီးတော့ strong ခဲ့ပေါ့လေ English ကိုအဲ့တော့အဲ့ကနေစပြီးတော့ကျွန်တော် English စာကိုစပြီးတော့မှလေ့လာတယ်ဘာလို့လဲဆိုတော့ကျွန်တော်အမှ B တစ်လုံးရတော့တော်တော်နာကြီးသွားတယ်နာကြီးပြီးတော့အဲ့မှာစပြီးတော့လေ့လာတယ်ကျန်တဲ့ဘာသာတွေအကုန်အဆင်ပြေဘာမှစလို့ရမလဲဆိုတော့ပြောစရာမလိုစာအုပ်တွေများဖတ်ပါ What the freak why is there no space on the memory card bro အားလုံးမတောင်းပန်ပါတယ်ခုနကကျွန်တော်camera memory ပြည့်သွားလို့ sorry ခုနကကျွန်တော်ဘယ်ရောက်သွားလဲပြောတာကျွန်တော်အဲ့ဒီတော့ဘာသာစကား strong ဖြစ်ခဲ့ဘူးအဲ့ဒီကနေစပြီးတော့ကျွန်တော်စပြီးလေ့လာတယ်ဘာစလေ့လာလဲဆိုတော့ကျွန်တော်စာအုပ်တွေပိုဖတ်လာတယ်အဓိကကျွန်တော်တို့ဘာစာအုပ်တွေဖတ်လဲဆိုတော့စာအုပ်ကမျိုးစုံဖတ်လို့ရတယ် you can read fiction တွေလည်းဖတ်လို့ရတယ် non fiction there's different like thriller drama fantasy whatever that you want to read just read it's in English ဒါပေမဲ့ကျွန်တော်တို့ကဘာဖတ်လဲဆိုတော့ကျွန်တော် self development ဟာဖတ်တယ်ဘာလို့ဆိုတော့ self help and self development ကျွန်တော်တို့အရင် I'm really interested ဘာလို့ဆိုတော့ကိုတိုးတက်အောင်လုပ်ရလဲအောင်မြင်တဲ့လူတွေကကိုနဲ့ဘာကွာလဲစဉ်းစားကြည့်24နာရီပဲလူတိုင်းရရှိတယ် okay even if you're like Bill Gates or Steve Jobs or Mark Zuckerberg or I don't know like Elon Musk they only have 24 hours they have the same amount of hours as all of us which is crazy and how do they make that difference to be successfulအဲ့ဒါကိုစိတ်ဝင်စားတယ်အဲ့ဒါကိုဘယ်လိုလုပ်ရမလဲ like you know အဲ့ဒါကိုစိတ်ဝင်စားတော့ကျွန်တော်အဲ့လိုမျိုးတွေဖတ်တယ်ပေါ့လေဒါကြောင့်မို့ကျွန်တော် video တွေမှာလည်းကျွန်တော်အမြဲတမ်းလူတွေကိုစူးစမ်းကြအောင်တိုးတက်အောင်လုပ်တဲ့content တွေပဲကျွန်တော်တင်တယ်ပေါ့လေတင်လေးရှိတယ်အဲ့တော့ကျွန်တော် back to the self development tips အဲ့တော့ကျွန်တော်အဲ့စာအုပ်တွေဖတ်ပြီးတော့လေ့လာတယ်နောက်ပြီးလို့ရှိရင် podcast တွေနားထောင်တယ် podcast မှာကျွန်တော်ကြာခဲ့ပြီ2018ဆိုတော့ it's like 6 or 7 years ago but ကျွန်တော် podcast တွေနားထောင်တယ် Joe Rogan would be a good shout BBC ကလည်းကောင်းတယ်for example Think Media for me is YouTube is really good အဲ့မှာလည်းနားထောင်တယ်ပေါ့လေpodcast တွေလည်းနားထောင်တယ်နောက်ပြီးလို့ရှိရင်စာအုပ်တွေလည်းဖတ်တယ်အဲ့မှာလေ့လာတယ်ပြီးတော့ mainly ကျွန်တော်ခုနပြောတဲ့ဒီ video လေးမှာပြောတဲ့ first point immerse myself ကျွန်တော်မြန်မာချင်းနားမထောင်တော့ဘူးအင်္ဂလိပ်ချင်းတွေပဲလုံးဝနားထောင်တယ်တလုံးမှလည်းနားမလဲဘူးစစချင်းတော့နားလဲတယ်လေစစချင်းတော့နားလဲ but တလုံးမှလည်းဥပမာတလုံးမှနားမလဲတော့ဘူးထားလိုက်ပါတော့တလုံးမှလည်းနားမလဲ actually တလုံးမှလည်းနားမလဲဘူးဆိုတာ like things like raps တွေပါတယ်အဲ့လိုမျိုးနည်းနည်းလိုက်ရခက်တယ်ပေါ့လေဒါပေမဲ့တဖြည်းဖြည်းနားထောင်နားရီဝလာတယ်နောက်ပြီးတော့ YouTube videos တွေက it's really helpful like ကျွန်တော်ကြိုက်တဲ့ content creator တွေအကုန်လုံးကit's not Burmese ဟာမဟုတ်ကျွန်တော် YouTube channel ကြည့်လိုက်ကျွန်တော် YouTube channel homepage မှာအကုန်လုံးက English ဟိုတွေပဲကျွန်တော်ကြည့်တာဥပမာ Life of Rita တို့ Philip တို့yeah so those kind of like content creators အမြဲကြည့်တယ်ပြီးလို့ရှိရင်ကျွန်တော်အမြဲမြန်မာ content တော့မသိဘူးပေါ့လေမသိတော့ကျွန်တော်မှန်တိုင်းပြောလို့ရှိရင်ကျွန်တော် YouTube channel တော့တော်တော်အားနေတယ်ဆိုတာကျွန်တော် YouTube မှာမြန်မာလို content တင်ပေမဲ့မြန်မာလိုလည်းပြောရမြန်မာလိုလည်း content တင်ပေမဲ့မြန်မာလည်းဖြစ်ရတာနဲ့
အရင်အားနေတယ်ဘာလို့လဲဆိုတော့ကျွန်တော်မြန်မာ content creator တွေမကြည့်တဲ့အတွက်သူတို့ဘာတွေလုပ်လဲလည်းမသိဘူးပေါ့လေဒါကျွန်တော်တို့အားနေကျွန်တော်ဒါထပ်ပြီးတော့ improve တော့မယ်နေရာမှာရှိတယ်ပေါ့လေဒါပေမဲ့ထားလိုက်ပါတော့အဲ့တော့ဒါပေမဲ့ back to the point where I immerse myself ကိုနှိမ့်မြုပ်လိုက်ပါအဲ့ဘာသာရပ်တစ်ခုနဲ့နှိမ့်မြုပ်ပြီးတော့ကိုလေ့လာတဲ့အချိန်မှာကျွန်တော်တဖြည်းဖြည်းနဲ့တက်လာတယ်နောက်ဆုံးမှာ A level ရောက်ကျွန်တော် result တွေတော်ကောင်းလာတယ်အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့တကယ်ချင်းကလည်းမြန်မာတကယ်ချင်းမရှိဘူးကျွန်တော်တက်တဲ့အကြောင်းမှာကျွန်တော်တက်တဲ့တောင်းကနေပြီးတော့အခုချိန်ထိပဲမြန်မာတကယ်ချင်းကအယံနေတယ် also international college မှာကျွန်တော်တက်တယ်အောက်ဆုံးမှာတော့logo မှာချရပေးမယ်အဲ့မှာကျွန်တော်တက်တော့2နှစ်တက်တယ်2နှစ်တော့တက်ပြီးတော့အမှကျွန်တော်တကယ်ချင်းအခင်ဆုံးတကယ်ချင်းကကိုရီးယားကောင်လေးI'm not going to mention names but Korea တကယ်ချင်းတယောက်နဲ့ခင်သွားတယ်He's kind of like my best friend until now. And then afterwards, in the university, shout out here on Imperial Yajaya, well, Imperial Yajaro, Imperial there, I'm a shout out process male, English language requirement, type here, I get yes. I get yes, or but the Jaloshin, Mashigo Chari me. English language, type your test here. I'm like Pobio Lila, you know, I scored at Pobio Miao in Lowa. Lobido on University application process got on my bureau about this search on Chai. Video မှာပြောခဲ့ပြီးဖြစ်တယ် University ရတော့ Imperial ရောက်တော့မြန်မာက let the child like let the poor မှာရည်လို့ရတယ် How do you say this like comment လို့ပြကြပါဘယ်လိုပြောလဲမြန်မာလို့ You can count on just one finger which means 9ယောက်ထက်နည်းတယ်အခုဆိုလို့ရှိရင် Imperial မှာ4ယောက်ပဲရှိရကျွန်တော်သိရဆိုလို့ပြီးတော့ Burmese Society လည်းမရှိဘူး Queen's Mary တို့ UCL တို့မှာတော့ Burmese Society ရောရှိတယ်တခြားအတိုင်းအဝန်တွေရှိတယ်ဒါပေမဲ့ Imperial အရင်နဲ့ပေါ့လေ University မှာ4ယောက်ပဲရှိရကျွန်တော်သိရမှာ That is crazy That is really mad as well like literally Mike ကြည့်ရသေးတယ် Mike recording လို့လား right recording လို့ I'll be like so pissed အဲ့ဒါတခုရှိတယ်နောက်ပြီးလို့ရှိရင်အဲ့ဒီ University ရောက်တော့လဲကျွန်တော်အင်္ဂလိပ်တကယ်ချင်း obviously I interact with a lot of people native they or international students they or like people from like different walks of life ဆိုတာတခြားနေရာလူတွေတခြား background တွေရှိရလူတွေတခြား identity တွေရှိရလူတွေကနေပြီးတော့ interact လုပ်တယ်အမှသူတို့တွေကလေ့လာတယ်သူတို့ပြောရတယ်အခုထိလည်းကျွန်တော်လေ့လာနေအောင်ပဲပြီးတော့နောက်ဆုံးကျွန်တော်အင်္ဂလိပ်စာကိုဘယ်မှာကျောင်းရလဲဆိုတော့ပြီးခဲ့တဲ့နှစ်မှာကျွန်တော် course မှာ placement year ဆိုတာလုပ်ရတယ်ကျွန်တော်အခုတက်နေတာ mechanical engineering with a year in industry 9နှစ် master ပွဲဖြစ်တယ်4နှစ်လည်းတက်လို့ရတယ်ဒါပေမဲ့ year in industry ကျွန်တော်ထပ်လုပ်လိုက်တယ်ဘာလို့ဆိုတော့ကျွန်တော် experience ရကြတယ်ဟုတ်အဲ့တော့ကျွန်တော်ပြီးခဲ့တဲ့နှစ်မှာအလုပ်လုပ်တယ်တစ်နှစ်လုံးအလုပ်လုပ်တယ်ကျောင်းမတက်ဘူးကျောင်းကတော့ပေးတယ်ကျောင်း course မှာလည်းပါတယ်ကျောင်းက 10% လောက်ပေးရတယ်အဲ့ဒီတစ်နှစ်မှာအရင်ကကျွန်တော် English level ကအရင်တက်သွားတယ်ဘာလို့ဆိုတော့ကျွန်တော်အဲ့မှာအိမ်ငှားပြီးတော့နေရတယ်ဗောလေအိမ်ငှားပြီးနေရတာကိုကအဲ့တော့ intern ဆိုတော့ intern ကျောင်းသားကျွန်တော်လိုမျိုးကျောင်းသားတွေပဲ placement တက်နေတဲ့ကျောင်းသားတွေနဲ့အတူတူနေခဲ့တယ်အဲ့အိမ်မှာ It was so cool ကျွန်တော် clips လေးလည်းပြမယ်လေးနည်းနည်းလေးနမိုးလေးအရန်ပျော်ဖို့ကောင်းတယ်ဆိုတာအရန်သူတို့နဲ့ဆက်သွယ်ရသူတို့ okay natives က3ယောက်ပါတယ် UK က3ယောက်နောက်ပြီးတစ်ယောက်က Ukraine ကကောင်းပါလေနောက်ကျန်တဲ့3ယောက်ကတော့ယောက်ျားလေးတွေဒီကလူတွေပဲဖြစ်တယ်အဲ့တော့သူတို့တွေနဲ့နေထိုင်တဲ့အချိန်မှာသူတို့နဲ့နေတိုင်းထိတွေ့တယ်နေတိုင်းစကားပြောတယ်သူတို့နဲ့တဖြည်းဖြည်းနဲ့ပြောရင်းနဲ့ကွာတဖြည်းဖြည်းကျွမ်းလာပြီးကိုယ်မှရှိတဲ့တကယ်ကြီးတွေကိုလာမြန်မာတယောက်မှမရှိဘူးပြီးတော့ကျွန်တော်သွားတဲ့ company ကလည်းကြွားရမှာမဟုတ်ပါဘူးကျွန်တော် video တွေမှာလည်းမကြွားချင်ဘူးcar company အကြီးစား BMW သွားရလည်းဖြစ်တယ်အဲ့တော့ကျွန်တော် OG တွေကတော့သိလိုက်မယ်ကျွန်တော် YouTube channel စခဲ့တဲ့အချိန်မှာအဲ့အချိန်လေးဖြစ်တယ်အဲ့တုန်းကကျွန်တော်သိတဲ့လူတွေရှိကြလို့ရှိရင်ကျွန်တော် comment လုပ်ပေးပါလို့ပြောချင်တယ်ဘာလဲဆိုတော့ I really want to thank you guys for still supporting me which is crazy it's been one whole year and it's been a longest journey အမေအခုမှလာပြီးတော့ကြည့်တဲ့လူတွေတို့ကလည်း you're welcome and anyone is welcome because I'm just giving up free value လူတွေအကုန်လုံးကျွန်တော်တီးမြတက်မြရလည်း share ခြင်းနဲ့ experience လည်း share ခြင်းနဲ့အဲ့ဒါလေးအကြောင်းကျွန်တော် YouTube channel ထောင်းရခြင်းလည်းဖြစ်ပါတယ်တီထောင်းရခြင်းလည်းဖြစ်ပါတယ်ပေါ့ထောင်း sounds so wrong okay အဲ့ဒီမှာစပြီးတော့ကျွန်တော်တို့နဲ့ထိတွေ့ရတဲ့ဆိုပြော okay that comes to my final point အင်္ဂလိပ်စာကိုကျွမ်းကျင်ပြောချင်လို့ရှိရင် practice with real people တကယ်ပြောရတဲ့လူတွေအတွက်တကယ်ပြောနိုင်တဲ့လူတွေနဲ့လေးလာတာအကောင်းဆုံးပဲကျွန်တော်ဆိုရင်အခုထိလေးလာနေရမယ်အင်္ဂလိပ်စာ like it's crazy like အခုထိthere is no end to a language like ခုထိလေးလာနေအောင်ကျွန်တော်မှားလို့ရှိရင်လည်းကျွန်တော်ငယ်ချင်းတွေပြင်မယ်ဥပမာ for example ပင်စိမ်းဆိုရင် how do you call this even my brother calls basil that's right it's American and UK American and British which is different basil my brother called basil which is right it's not wrong ကျွန်တော်လည်း basil ကိုခေါ်တယ်ဒါပေမဲ့ကျွန်တော်အဲ့အိမ်မှာနေတော့ကျွန်တော်ငယ်ချင်းတွေနဲ့ပြောနေမှာသူတို့ကြက်ပင်စိမ်းချက်တယ်ပေါ့ကြက်ပင်စိမ်းbasil ဆိုတော့ကြက်ပင်စိမ်းမှာမသိကြလို့ရှင်
basil ကိုကျွန်တော်လမ်းမြော့ပြောလိုက်တယ် like it's chicken with basil or chicken with chili chicken with basil ပြောလို့ရှိရင်တို့က what the hell is basil bro like what is basil basil ဆိုဘာလဲအမကျွန်တော် basil you don't know what basil is အဲ့တော့ကျွန်တော်အရော့ထုတ်ပြီးတော့ပြရတယ် this is basil no that's basil I'm like bro okay get it so am I you know you learn that way you know လည်းကျွန်တော်ပြောခဲ့ပါတယ်ကျွန်တော် video တွေမှာ breakfast break fast I always pronounce break fast and until today ခုဒီလည်းကျွန်တော်လုပ်နေတယ်ဒါပေမဲ့ကျွန်တော်တကယ်ကြာ what is break fast are you breaking fast it's like a joke you know what I'm saying hopefully you get it but ပြောချင်တာ it's breakfast so အဲ့လိုမျိုးလေးလာရင်းနဲ့ကိုတကယ်ပြောနိုင်တဲ့လူပြောနေတဲ့လူ native နဲ့လေ့ကျင့်လေပို့ပြီးတော့ကျွမ်းလေပဲဒါပေမဲ့အဲ့လိုမျိုး chance မရှိခဲ့လို့ရှိရင်အဲ့လိုမျိုးလေ့ကျင့်မလားအခြေအနေမရှိခဲ့လို့ရှိရင်ကိုနဲ့လေးလာနေတဲ့လူတွေနဲ့လည်းပြောပြီးတော့လေ့ကျင့်ပါပြီးတော့အဓိကတခြား online content တွေကို consume လုပ်ပေးကြပါအဓိကအဲ့ဒါပြောချင်တာပေါ့လေပြီးတော့နောက်တစ်ခု honorable mention ကတော့ accent ကိုမရှက်ကြပါနဲ့မြန်မာ accent တွေပါလို့ရှိရင်မရှက်တယ်မကြောက်နဲ့ဘာလို့လဲဆိုတော့ accent က for me is really attractive and for most of the people here UK mania ludomia accent is really attractive like trying to pronounce their like words and they're like trying to imitate their accent is not attractive it's really boring having your own accent is crazy attractive this is a bonus tip you know အဲ့တော့မြန်မာလိုကျွန်တော်မိသားစုတော်ပြောရပါငပိတန်တော့ပါအဲ့လိုမျိုးမပြောပါနဲ့ I really like ngapi tang like I swear to God but at this point in my life where I can't change where I can change but it's hard for me to change it back now because I'm speaking this every day but it's not about me ပြောချင်တာမရှက်ပါနဲ့မကြောက်ပါနဲ့ကိုဒီက confidence comes first ပြောနိုင်တယ်ပြောချင်တယ်ပြောတာပြောမှားပါစေမှားရလူထပ်ထောက်မယ်ထောက်လို့ရှိရင်ထက်လိလာပြီးထပ်ပြော you know like don't care about other people just give it a shot and keep on learning that's how you learn through failing is the only way that you will learn more than anything else အဲ့တော့ပြောမှားလဲပြောပါပြောရဲပါအဲ့တော့အဲ့ဒါလေးပြောချင်တယ်ပြီးတော့မရှက်ပါနဲ့မကြောက်ပါနဲ့ပြီးတော့ကျွန်တော်လည်းဆက်လေးလာနေလူလည်းဖြစ်တယ်အဲ့တော့ thank you so much for watching video ကတော့ကြာနေလောက်ပြီးလို့ထင်တယ်ပြီးတော့ဒီ video လေးကလည်းကျွန်တော် edit တွေအများကြီးမလုပ်တော့ဘူးမလုပ်တော့တဲ့အတွက်ဒီချိန်အထိကြည့်နေသေးလို့ရှင် thank you so much နောက်ကြရင်လည်းကျွန်တော်ဒီလိုမျိုး video လေးထပ်တင်မယ်အဲ့တော့ peace and I'll catch you guys in the next one တင်ကြ video လေးလည်းမဟုတ်တဲ့အတွက်thank you so much and peace out